ကဲဆိုတော့လုံးရာမနိုင်ပန်းချန်ထဲမှာကားလေးပတ်စီကြမယ်ပုံမှန်ဆိုလို့ရှိရင်တော့ဝင်ကြီးက10ဘက်ပေးရတာပါအခုကတော့သူကပန်းပွဲတော်ရှိတယ်ပေါ့နော်ဒီဒီဇင်ဘာလ10ရက်နေ့အထိကိုပန်းပွဲတော်ရှိပါတယ်အဲ့ဒီတော့ဝင်ကြီးကအခုအချိန်ကတော့ဘတ်20ပါဒီမှာကားလေးတွေဆွဲပြရလေးရှိရပေါ့နော်ဒီပန်းညံနေမှာပဲပတ်စီဖို့လေသူကတော့တနေရာနေတနေရာမစင်မချင်းပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဘတ်20ပါတကယ်လို့ကိုကစီးလိုက်ပြီးတော့ကားပေါ်ပြန်တက်မယ်ဆိုလို့ရှိရင်တော့နောက်ထပ်ဘတ်20ထပ်ပြရမှာဖြစ်ပါတယ်ပြီးရင်သူကအဲ့ဒီမှာ ticket counter လေးထားတာပြရပေါ့နော်အဲ့ဒီ station မှာ ticket counter လေးမှာဝယ်ပြီးတော့ပြီးလို့ရှိရင်ကားကိုဆောင်ပြီးစီးရတာပါကိုဘတာကိုလမ်းလျှောက်ပြီးတော့အဲ့လိုလျှောက်ပတ်ကြည့်ခြင်းလည်းရပါတယ်ကိုကလည်းမလျှောက်ချင်ဘူးဒီတိုင်းပဲကားနဲ့ပန်းညံတစ်ခုလုံးပတ်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့အဲ့ကားလေးစီးပြီးတော့သွားလို့ရပါတယ်ဒါကတော့ကားစီးပြီးတော့ကားပေါ်ကနေရိုက်ထားတဲ့ဟာလေးပေါ့နော်သူကကားလေးရချစ်စရာလေးပေါ့နော်ရထားတွဲလိုကားလေးတွေမလက်စောသွားလို့ရှိရင်တော့နေပူတက်တာပြီးတော့ပို့ပြီးတော့လေရပက်ရဖို့အဆင်ပြေပါတယ်ပြီးတော့ဒီထဲမှာကလေဒီလိုပန်းပင်ပြိုးရင်ပန်းပင်လေးရောင်းပေးတယ်ပြီးမျိုးစီလေးတွေအဲ့လိုအပင်လေးရောင်းပေးတဲ့နေရာလေးလည်းရှိပါတယ်ပြီးတော့အခုပန်းပွဲတော်ရှိနေတာဆိုတော့အမှအဲ့လို market ဈေးတန်းတွေလည်းအများကြီးရှိပါတယ်ပြီးတော့သူတနေရာထဲမှာမဟုတ်ဘောနော်အဲ့လို market ဈေးတန်းတွေကအဲ့လိုမျိုးကားနဲ့သွားရဲဆိုလို့ရှိရင်ဟိုနားမှာတနေရာဒီနားမှာတနေရာနဲ့3-4နေရာလောက်ရှိပါတယ်အဲ့တော့ကိုကပန်းညံထဲမှာရှောက်ပတ်ပြီးတော့ဘိုက်စားလိုက်ပြီဆိုလို့ရှိရင်လည်းဈေးတန်းလေးတွေမှာမှုတ်သွားစားလို့ရပါတယ်နော်အေးစစ်စစ်သွားချင်တယ်ဆိုလို့ရှိရင်တော့နေမပူတဲ့အချိန်မနဲ့စောစောတွေကသွားတဲ့မှာနေပူတယ်ဆိုလို့ရှိရင်တော့ဒီအပင်အောင်မဟုတ်လို့ရှိရင်တော့နေကတော်တော်ပူတဲ့အတွက်ကြောင့်မို့လို့နည်းနည်းပင်ပန်းတယ်လို့ဖြစ်ပါတယ်အဲဒါကြောင့်မနဲ့အစောသွားဖို့ recommend လုပ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းညနေဘက်ပေါ့နော်ညနေဘက်ကတော့သူကည9:00 နာရီထိဖွင့်တဲ့အတွက်ကြောင့်မို့လို့ညနေ9:00 နာရီနဲ့9:00 နာရီကြားဆိုလို့ရှိရင်လည်းကောင်းပါတယ်ဒီပန်းလေးတွေကအခုကပန်းပွဲလို့ရှိတော့စိုက်ထားလေးကတော်တော်လေးလှတယ်ပေါ့နော်အမှဓာတ်ပုံလာရိုက်တဲ့လူတွေပြီးတော့ဓာတ်ပုံရိုက်ဖို့အတွက်သူတို့ကအဲ့လိုတချို့နေရာလေးမှာဆိုလို့ရှိရင်တင်းလေးလောက်ထားပေးရပေါ့နော်အဲ့လိုနေရာလေးတွေရှိတယ်အဲ့လိုနေရာလေးတွေကိုကိုကဓာတ်ပုံသားရိုက်လို့ရှိရင်လည်းလှပါတယ်ပန်းညံထဲမှာပတ်တဲ့ကားလေးရဒီအခုမြင်နေရတဲ့ကားပုံစံမျိုးလေးလည်းရှိပါတယ်သူကဒီလိုရထားတွဲလေးလို့ပေါ့နော်ချစ်စရာလေးတကယ်လို့ကိုကနေလည်းပဲထီနေမယ်နေလည်းပဲသွားဖို့အစီအစဉ်ရှိရဆိုလို့ရှိရင်တော့ထီတို့အုတ်ထုပ်တို့ယူသွားဖို့အတွက် recommend လုပ်ပါတယ်ပြီးတော့ဒီလိုခန္ဓာရအပင်လေးတွေကိုပြပေးရတဲ့နေရာလေးလည်းရှိသေးတယ်ပေါ့နော်အဲ့ဒီထဲမှာခန္ဓာရအပင်အစုံပဲပေါ့နော်ဝင်ကြည့်လို့ရပါတယ်နောက်ထပ်ဓာတ်ပုံအရိုက်များတဲ့နေရာလေးကတော့ဒီဂျပန်ပုံစံလုပ်ပြရတဲ့တရားလေးပေါ့နော်အဲ့တရားလေးမှာလည်းလာတဲ့လူတွေတော်တော်များများဓာတ်ပုံရိုက်ကြပါတယ်ပြီးတော့ဒီထဲမှာနောက်ထပ်အဲ့လိုမျိုးခလေးတွေပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်သူမဆိုပေါ့နော်ကြည့်လို့ရတယ်အဲ့ဒါဘာလဲဆိုတော့လိပ်ပြာပေါ့နော်လိပ်ပြာလေးတွေကိုပြပေးရတဲ့နေရာလေးတွေလည်းရှိပါတယ်အဲ့လိုအိမ်လေးတွေနဲ့ပေါ့နော်ဒီထဲမှာလိပ်ပြာလေးဝင်ကြည့်လို့ရပါတယ်အနီးကပ်ကြည့်လို့ရတယ်ပေါ့နော်လိပ်ပြာလေးတွေကိုလေဘလို့ပဲဖြစ်ဖြစ်ပန်းချန်ထဲမှာအေးစစ်စစ်အနားယူပြီးတော့တနေ့တာအမောတွေကိုတော့ပြေပြောက်စေနိုင်ပါတယ်ပြီးတော့ဒီကန်တဲမှာလည်းဘဲလီလေးစီးလို့ရပါတယ်အဲ့ဒီနေ့ကလည်းစီးနေကြတဲ့လူတွေအများကြီးပဲပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်เนาะနောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲတတာ